ပြီးတော့ကျူဆလိုက်ပါတယ်ဒီနေ့တော့ကိုမနေတော့ဘောနော်ဘယ်လို vlog လေးရိုက်စီချင်လဲဆိုပြီးတော့ suggestion တောင်းတဲ့ထဲမှာ skin care routine လေးရိုက်ပြပေးပါဆိုတဲ့ comment လေးတွေတော့အခု skin care လုပ်တာဘောနော်ဒီညအိယာဝေးခါနီ skin care routine လေးကို sharing လေးလုပ်သွားပေးပါမယ်အခုဒါရဲ့လက်ရှိ skin အနေထားပေါ့နော်မှာဒီမှာဒီလိုမျိုး sports လေးနဲ့ scars လေးတွေတော့ကြင်ခဲ့ဒါတော့မကြည့်နဲ့ဒါ birth mark အဲ့ဒါတော်များများလည်းတင်းတိတ်ထင်ကြတယ်အများတန်းlaser လေးပြစ်ပါလားဖြောက်ပါလားလို့အများတန်းပြောကြတဲ့ဟာလေးပေါ့နော်ဒါကိုတင်းတိတ် fracas တွေထင်ပြီးတော့မဟုတ်ပါဘူးဒါကတော့ရဲ့မူရပါbirth mark ပါဒါရတော့ချင်ပြီးတော့ပေါ့ဝှက်ပေါက်ပြီးလို့ရှင်နေဝှက်ပေါက်ပြီးအမရုပ်ကမပြောက်တော့ဘူးအဲ့ဒါအရင်တော့နှစ်ဖူးမှာစီဖူးတွေအရင်တော့မှာအဓိက sharing လုပ်ချင်တာဗာလဲဆိုတော့မနေ့ကလို stress အရင်များပြီး depress အရင်ဖြစ်တဲ့အချိန်ဆိုရင် skin ဒုက္ခပေးဆုံးညနာမှာအဖူးတွေအများကြီးပေါက်လာအရင်စိတ်မွန်းကျတဲ့အချိန်မျိုးပေါ့နော် stress ဆိုညနာမှာအရင်တိတာလို့ထီဆုံးပေါ့ဒီနေရာနဲ့ဒီနေရာပေါ့အစီဖူးလုံးဝမပြတ်ခဲ့တာမနစ်ကအထိပဲမနစ်ကအထိပေါ့နော်မနစ်ကတော့အဆိုးဆုံးမျက်နှာ break out ဖြစ်တယ်အဲ့ဒီမှာတရားညွှန်းတဲ့ဟာတွေပဲskin care routine လေးတွေပြောင်းရတယ်အကုန်ပေါ့နော်ဒီ lifestyle လေးတွေပါလိုက်ပြီးတော့ပြောင်းရတာပေါ့အစားအသောက်လေးတွေပါပြောင်းတဲ့ diet တွေပြန်လုပ်တော့မျက်နှာတွေကဒီလိုလေးပြန်ရောက်လာပါတယ်ဆရာမညွှန်းတဲ့ဒီ drugstore brand လေးနဲ့ပြန်ပြီးတော့ပြန်ပြောင်းလုံးတာအရန်အဆင်ပြေအရန်ဘယ်လိုပြောမလဲဒါ free ကြော်ညာပေးသလိုပြန်တော့တကယ်လည်းကောင်းလို့ဒီမှာလည်းတော်တော်များများညွန်ဖြစ်တယ်ညွန်ဖြစ်တယ်ဆိုတော့ဒါလည်းတော်တော်တတာသွားတယ်ပစ္စည်းလည်းအရင်မကြည့်ဘူးဈေးလည်းအရင်မကြည့်ဘူးလောကူလည်းဝယ်လို့ရတယ်ဆိုတော့အဲ့ဒါလေးနဲ့မျက်နှာအစီဖူးနဲ့ဝတ်ချင်တော်တော်တတာသွားပေါ့နော်ဒါကြုံလုံးလမ်းကြုံဒီမှာနောက်ပိုင်းက makeup တွေအရင်မလိမ်ဖြစ်တော့ remover လည်းတိချာဒါပါ cleansing ကိုတိတ်မလုပ်ဖြစ်တော့ဘူးပေါ့နော်တိတ်မလုပ်ဖြစ်တော့လိမ်ဖြစ်တဲ့နေ့လောက်မှသာလုပ်ဖြစ်တယ်ဒီတိုင်းပဲမျက်နှာတစ်စီတစ်ခုနဲ့ပဲချာaesthetic center မတော်ဖြစ်ဘူးမတော်ရဆိုနည်းနည်းဒီ online တက်တယ်တူတူပဲပေါ့နော် spa လည်းမရောက်တော့ aesthetic clinic တွေလည်းမရောက်တော့မျက်နှာtreatment အနေနဲ့ဆိုလို့ရှိရင်ကိုပဲ skin care လုပ်တယ် facial ဒီ sheet mask တွေကတ်တာအလုံးစုံပဲပေါ့နော် sheet mask တွေကလည်းအရင်လောက်လည်းမကတ်ဖြစ်တော့ဘူးပြင်းလာတယ်ထောက်မတုံးပြီးတီရှူးနဲ့ပဲမျက်နှာတုပ်တယ်အဲ့ဒါတော့ခုဒီကျင့်ပါတော့မှာပေါ့နော်ခဏတော့ပြောရဲပြောင်းလဲရတဲ့ဌာနဆက်နေပဲဒီဟာဒီ Polar Choice ဒီ exfoliate လုပ်တဲ့ဟာပေါ့နော်3% pH လေးကိုသူကဒီအစီပူသမားတွေတော့ဆိုလို့ရှိရင်ဒီ salicylic acid ပါတဲ့ဟာတွေကကောင်းတယ်ဆိုတော့ဒါလေးပြောင်းတော့ဒါဆိုရင်နှစ်ဘူးမြောက်ရှိပြီပေါ့နော်skin care step လေးပြောင်းလိုက်ရတဲ့ treatment ဒီနှစ်ဖူကအစီပူလေးတော့တော်တော်ပျောက်သွားပါတယ်ဒီပါတော့အမရုပ်ကတော့ကြံရတာတော့ဘလို့စကူရမှမသိသူပါတော့ချိန်ကြရင်ပျောက်သွားမှာပါဆိုရင်ဒီနဲ့ထားပါတယ် cotton pad နဲ့တော့ပြီးတော့ second step အနေနဲ့ဒီဟာလေးကို serum သဘောနေနဲ့ပေါ့နော်အဲသုံးတယ်ဒါကလည်းနောက်ပိုင်းပြောင်းသုံးတဲ့ထဲရပဲဒါတော့လည်းအဆင်ပြေတဲ့ဟာဒီတိုင်းကြုံရပေါ့ serum နဲ့ moisturizer အမြဲတမ်းပြောင်းသုံးတတ်တဲ့အချင်းရှိရပေါ့နော်အဲ့လို
နည်းနည်းယူအီတက်တော့ပြောင်းသုံးတယ်အဲ့ဒါလည်းတော့အရန်တော့မူလိုက်တုံးတာပေါ့နော်အဲ့ဒါတွေနဲ့မတဲ့တာကြီးတော့တခုမှတော့မရှိဘူးသေးဘူးပေါ့နော်ဒီโอเคအဲ့ဒီတော့ပြကောင်းသွားတယ်မှာဒါလက်ပါတယ်ဒီ combo ပေါ့နော်ဒီ Dr. Jart ကဒီ Ceramidin ရဲ့ဒီ Polar Choice က exfoliate ရဲ့ခုနတော့ဒီ smoothie ပေါ့နော်ဒီ3ခုတွဲနေမျိုးတော့အခုတော့ဒါကုန်သွားပြီဆိုတော့မျိုးတော့ start ထပ်မဝယ်တော့ဒီဟာ step တစ်ခုဖြုတ်လိုက်တယ်ပေါ့နော်မျိုး step တွေတော့ skin care step တွေတော်တော်လေးကို short ချလိုက်တဲ့အထဲမှာတော့ပါတယ်မလိုအောင်တကယ်ဟိုessential ဖြစ်တဲ့ step တွေတော့ပဲမျိုးတော့သုံးတော့တယ်ပေါ့နော်ဒီ facial cleanser ရဲ့ toner step ရဲ့ serum moisturizer eye cream ဒါပဲသုံးတော့တယ်အရင်တော့လိုမျိုး oil တွေလို့ dark spot တွေပါ correction တွေထွန်းပြီးတော့မသုံးတော့ဘူးပေါ့နော် budget short ရဲ့အနေနဲ့ကောင်းလေးတွေလည်းသုံးချင်သေးရောအဲ့တော့ step တွေ short လိုက်တယ် moisturizer keys ရဲ့ ultra facial cream တွေကိုသုံးတယ်မနက်ဆိုတော့မြန်တော့အခုမနက် skin care routine နဲ့ည skin care routine က sun cream ပါတာနဲ့ eye cream ဖြုတ်တာနဲ့နှစ်ခုဒါပဲကွာတယ်နော်ဒီတိုင်းပဲသုံးတယ်ဒီတိုင်းပဲလိမ့်တယ်ဘလို့မနက်ပိုင်းနဲ့ညပိုင်းဆိုပြီးတော့လဲခွဲပြီးတော့လဲမထွန်းတော့ budget short step တွေ treat တာလိုက်တာပေါ့နော်ဒီဒါပြီးတော့ဒီနေ့ဟာလေးတွေကိုပဲတကယ်လိုအပ်တဲ့ဟာလေး necessary step တွေပဲနော်သုံးတော့ဒါနော် eye cream လေးပါโอเคမြင်ရလားဒီမပြတော့တော့ဒါပါပဲရှင်ဒီလုံးကမပြီးဘူးနော်ညအိတ်ခါနေမှာကောင်းပြီโอเคမြေစကေနေသားလေးကိုအနီးကပ်ရပါဘောနော်